ပြုံးနေသူရှယ်လို့တော့တခြားမဲ့လေကကြောခိုင်းပြေတော့မယ်ပေါ့ပြန်ပါစီလေးမဟာဆန်သူရဲ့မတော်နေတော့လက်နဲ့ဆက်လို့သူတွေးဖို့ခဲအောင်ပရင်းငါပိတ်ကချိန်မိတ်တော့မယ်ပေါ့မဟာဆန်သူရဲ့ပြောပါစီလေးမလွမ်းနေတော့အကျိုးနဲ့ကြောင့်မလို့ငယ်ရှင်းထားခဲ့ပြီးပါဘူးလေလို့ငယ်ဖို့နေမှလဲဆုံးခဲ့တဲ့တိုင်းဘေးရဲ့ကံပေါ်နောက်တော့လမ်းလို့သူရဲ့တန်းသွားနောက်ပဲမျက်နှာချခွဲရွှေ့လိုက်တဲ့ပေါ်နေပါစီလေမဟာဆန်သူရဲ့မလွမ်းနေတော့လာတဲ့နူရဲ့သူမဲမို့ပြုံးရဲ့မိကအလားတွေကောင်းဖို့ထားကြမယ်